မတည်မြဲဘူးလေရုံးကန်ရင်နဲ့ဝမ်းတစ်ထွားထွားမမျောလေးနဲ့တနေ့မှနေဝင်ခဲ့စီစဉ်ချမ်းသာကြွယ်ဝနေဦးချမ်းဒီဝင်းကြီးကပို